အမျိုးသမီးကစစ်မြေပြင်မှာကြာဆုံးသွားခဲ့တဲ့စစ်တမ်းတန်ပေါင်းများစွာရဲ့ဝိညာဉ်တွေကိုကျွတ်လွတ်စေဖို့အတွက်ရေရာတို့ကိုပြုလုပ်နေခဲ့ပါတယ်။မထင်မှတ်ဘဲနဲ့သူကိုယ်သူပါပို့ဆောင်လိုက်မိပါတယ်။သူမျိုးလုံး plan ဖွင့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဝိညာဉ်လာခစ်တဲ့ကဘာတွေကိုကူးပြောင်းရောက်ရှိသွားပြီးလေလံတင်ရောင်းချခံနေရတဲ့ကောင်မလေးတယောက်ရဲ့ခန္ဓာကိုယ်တွေကိုဝင်ရောက်သွားတယ်ဆိုတာကိုသိလိုက်ရပါတယ်။လေလံပွဲကအဆုံးဖြတ်မကြသေးခင်မှာပဲသူကယင်းနှိနေတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒါကတော့တချင်ကသူရှေ့မှာဥညွတ်ခဲ့ရတဲ့အုတ်ချုပ်သူတယောက်ပါ။အမျိုးသမီးကချင်းချင်းမတ်တက်ရလိုက်ပြီးသူရှေ့ကအပူဒဏ်ခံဖန်တာပင်ကိုလက်ညှိုးတစ်ချုံနဲ့ညင်သာစွာထောက်လိုက်ပါတယ်။နောက်တစ်ဆက်ကမော်နီဖန်တာပင်ကတလက်မှချင်းစီအက်ကွဲလာပါတော့တယ်။အောက်ကလူအုပ်ကြီးကကြောက်လန့်တကြနဲ့အော်ဟစ်ပြီးနေရာတီးတီကိုထွက်ပြေးကြပါတယ်။သူကသူ့လက်ကောက်ဝက်ကိုတန်ကြိုးတွေကိုလွယ်လွယ်ကူကူပဲဖြတ်တောက်လိုက်ပြီးအဲ့ဒီအမျိုးသားကိုတန်တန်မမညွန်ပြကသူ့ကိုအိမ်ပြန်ခေါ်သွားဖို့အမိန့်ပေးခဲ့ပြီးသူ့မှာအခွင့်အရေးတစ်ခါပဲရှိတယ်လို့တတိပေးလိုက်ပါတယ်။လူတိုင်းကိုတုံလောက်သွားစေခဲ့တာကတော့အဲ့ဒီအမျိုးသားကတေဝီမနီပဲနားခံလိုက်တာပါပဲ။သူ့လက်ထောက်ကတော့လုံးဝကိုမင်းသက်သွားခဲ့ပါတယ်။ဘာလို့သူမရဲ့အမိန့်ကိုမလွန်ဆန်နိုင်ရတာလဲဆိုတာကိုသူကိုယ်တိုင်တော့နားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်။မကြခင်မှာပဲလက်ထောက်ကသူ့ရဲ့ဘဝမှန်ကိုစုံစမ်းသိရှိသွားပါတယ်။သူ့ရဲ့မာနသီးရဲ့အမှုရာကိုမြင်တော့သူကသူမကိုတယောက်တည်းအိမ်ပြန်ဖို့အေးအေးဆက်ဆက်ပြောခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကအေးအေးဆက်ဆက်တင်ငင်စွာနဲ့ပဲအဲ့ဒီလူရဲ့အသက်ကကုံဆုံးတော့မှထစ်ပြီးသူမကသာသူ့ကိုကဲတင်နိုင်မှချက်ကြောင်းပြန်ဖြေခဲ့ပါတယ်။ဒီစကားကြောင့်ဒေါသထွက်သွားတဲ့လက်ထောက်ကသူ့ကိုရင်ဆိုင်ဖို့လှုပ်ရှားလိုက်ပေမဲ့ရုတ်တရက်နေရာမှာတောင်ခဲသွားတာကိုတွေးလိုက်ရပါတယ်။သူ့ရဲ့တန်ဖိုးစားကြီးမားတဲ့အငွဲ့အသက်ကြောင့်အဲ့ဒီအမျိုးသားကသူ့ကိုလေးစားစွာနဲ့ကားထဲကိုဖိတ်ခေါ်ပြီးကိုယ်တိုင်အိမ်ကိုလိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲသူ့ရဲ့မိသားစုကသူ့ရဲ့ဇာပြန်တာကိုကျင်းပနေခဲ့ပါတယ်။အမျိုးသမီးကအိမ်ထဲကိုရုတ်ရက်ပြန်ရှောက်ဝင်လိုက်တဲ့အခါမှာမွေးစားသမီးကကြောက်လန့်တကြားနဲ့လဲကျသွားခဲ့ပါတယ်။စကားတစ်ခုမှမဖော်ပါနဲ့သူကသူ့အခန်းစီကိုဥတီသွားခဲ့ရမှာအခန်းကမွေးစားသမီးရဲ့ဇင်ခန့်ပစ္စည်းတွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရပါတယ်။သူကအေးဆက်ဆက်နဲ့အစေခံတူကိုပစ္စည်းအလုံးကိုလွန့်ပစ်ဖို့အမိန့်ပေးလိုက်ပေမဲ့အစေခံကဒီပစ္စည်းတွေကသခင်မလေးအငယ်ကအခုမှဝေထားတဲ့တန်ပေါင်းများစွာတန်ဖိုးရှိတယ်လို့ပြောကသူ့စကားကိုလစ်လူရှုခဲ့ပါတယ်။သူကအစေခံကိုအကြည့်တကျပဲဝေ့ကြည့်လိုက်ပါတယ်။ချက်ချင်းမှာပဲအစေခံကသူ့ခန္ဓာကိုယ်ကိုမထင်းချုပ်နိုင်တော့ပဲပစ္စည်းအလုံးကိုအပြင်ကိုပစ်ထုတ်ပါတော့တယ်။မွေးစားသမီးကပြေးလွှတ်ရောက်လာပြီးသူ့လိုက်ပေမဲ့စကားတစ်ခုမှမပြောနိုင်အောင်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့ရဲ့အမေကရောက်လာခဲ့ပါတယ်။မွေးစားသမီးကချက်ချင်းတနာပရယာပွန်းဆန်နဲ့ဟန်ဆောင်လိုက်ပြီးဒီပစ္စည်းတွေကသူတို့မိဘတွေရဲ့ချွေးနှဲစာနဲ့ခြာဖွေထားတဲ့ပတ်စံတွေနဲ့ဝယ်ထားတာဖြစ်ပြီးလွှင့်ပစ်လိုက်တာကသူတို့ရဲ့နှလုံးသားကိုကွေချဲသွားမှဖြစ်ကြောင်းပြောခဲ့ပါတယ်။သူကသူ့ဒေါသတွေကိုဖြေဖျောက်ဖို့သူမကိုရိုက်နှက်ဖို့တောင်အကြံပေးခဲ့ပါတယ်။အမျိုးသမီးကသူ့လက်ကိုမညစ်စေပန်းချင်တယ်လို့ပြောပြီးမဲ့ပြုံးလိုက်ပါတယ်။သူကလက်ဖြောက်တစ်ချက်ထဲတီးလိုက်ုံနဲ့မွေးစားသမီးကိုသူ့ဘာကိုအချိန်ချင်းခက်ခက်ပြန်ရိုက်စီခဲ့ပါတယ်